လာကုံတော့မလို့ဒီထိုင်းအလုပ်သမားတွေခါကြတော့ဗောလာကုံခန်နီလာကုံတော့မယ်ဆိုရင်တော့သူတို့ပြောလေးရှိတဲ့စာကြောင်းတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုရင်တော့ပြောပြမယ်လာကုံခန်နီဆိုရင်သူတို့ကสิ้นเดือนเหมือนสิ้นใจสิ้นเดือนเหมือนสิ้นใจဒီစာကြောင်းပြောလေးရှိတယ်ဒါပါတိတ်ပဲလဲဆိုရင်တော့สิ้นเดือนခါကြတော့လာကုံခန်နီပေါ့နော်လာကုံလို့အတိတ်ပဲရနော်เหมือนဆိုတာတူတယ်ပေါ့နော်တခုเหมือนဘာနဲ့တူတာလဲဆိုရင်တော့สิ้นใจဆိုတာခါကြတော့အတိတ်ပဲခါကြတော့အသက်ကုံတော့မယ်အသက်ရှူမရတော့အသက်အဲ့လိုမျိုးပေါ့နော်သူ့ရဲ့အတိတ်ပဲခါကြတော့ပတ်စံကုံတော့မယ်ပေါ့နော်အသက်တည်တော့မယ်အဲ့လိုမျိုးတွေပြောရှင်တာပေါ့နော်သူကสิ้นเดือนเหมือนสิ้นใจလို့ပြောလေးရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုအလုပ်နေတဲ့နေရာမှာထိုင်းအလုပ်သမားတွေထိုင်းလူမျိုးတွေရှိเนาะဒီစာကြောင်းလေးတို့ပြောကြည့်ပါเนาะสิ้นเดือนเหมือนสิ้นใจโอเคบ๊ายบาย